Washington. Welcome to the Voice of America in Burmese. မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC ကနေဒီဇင်ဘာလ30ရက်တနင်္ဂနွေနေ့ည9:00နာရီကနေ10:00နာရီထိ VOA အမေရိကန်တန်ရဲ့အစီအစဉ်တွေတိုက်ရိုက်ထုတ်လွှင့်ပေးနေပါပြီ။တိုင်းတော်မီတာ24 25 32ပြင်လှိုင်းလံမီတာ190ကနေဖမ်းယူနားဆင်နိုင်ပါတယ်။ကျွန်မခွာနေပါဒီတနင်္ဂနွေနေ့ညပိုင်းအစီအစဉ်ကိုတာဝန်ယူပါမယ်ရှင်။မင်္ဂလာပါရှင်။ကျွန်မတော့ခင်ဗျေးပါ။အမေရိကန်ပြည်ထောင်စုမှာ fiscal safe လို့ခေါ်တဲ့ဗဏ္ဍာရေးကောင်ဘာကြီးကိုရောက်သွားအောင်စောင့်စားနိုင်ဖို့အမေရိကန်လွှတ်တော်အမတ်ခေါင်းဆောင်တွေဒီနေ့နောက်ဆုံးသဘောတူညီမှုရမှာဖြစ်ပါတယ်။ဒါကဆီးရီးယားနိုင်ငံပြည်ပခါတွေကိုအဆုံးသတ်စေနိုင်တဲ့ procedure တရက်သူ့မှာရှိထားပြီလို့ဆီးရီးယားရင်းနှီးရေးအထူးကိုယ်စား